MG ကိုခွန်လေးရှစ်တုံးတဲ့ passport ကိုင်ဆောင်ထားသူဦးတန်းစော်တော်နဲ့ဦးဝေတာ6မြို့အောင်မြေရက်ွက်အိမ်မက်တရားနဲ့ကျွန်တော်မောင်ခန့်စီလူတီစင်ကာပူအလုပ်ရမည်ဆိုတာလူပေါင်း30ကျော်စီကစင်ကာပူဒေါ်လာ3000ကျော်မြန်မာငွေသိန်းပေါင်း1000ကျော်ခန့်ကျွန်တော်လိမ့်နေယူမိထားပါသည်အားလုံးပဲမင်္ဂလာပါ NZ ဘလော့ကနေကြိုးဆိုးပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့် reaction video လေးကတော့ကြားဖြန့်ကောင်တွေကစိုးပါတယ်ဆိုအပြင်မှာလိုက်လိမ့်နေတဲ့လူတွေကတသက်ကိုရှိနေတယ်ဒီနေ့တယောက်ဖမ်းမိတယ်ဗျာဘာလို့လိမ့်တာလဲဆိုတော့စင်ကာပူနိုင်ငံကိုအလုံးနဲ့ပို့ပြီးမယ်ဆိုပြီးတော့နော်မြန်မာနိုင်ငံသားတွေစီကနေနော်အယောက်30စာ USD ဒေါ်လာ3000ကျော်မြန်မာငွေ3000ကျော်လိမ့်သွားတဲ့ကောင်ကိုဖမ်းမိရပါဆိုတော့အဲ့ဒီဖမ်းမိတဲ့ကောင်ကိုနော်ကြည့်ရှင်နေနော်ထူထောင်းရှင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like ကြည့်သွားလိုက်နော်အဆုံးထိ like ကြည့်ပြီးကြပါမင်းလိမ့်တာမင်းဝန်ခံလား ဝင်ခံပါတယ် မင်းဘယ်မှာနေရတော့ ဒီကောင်ဝေးတိုင်း6တော့ လူလိန်မလိန်နဲ့စောက်ခွက်အဲ့စောက်ခွက်လားမင်းထိတာဒီဇိုင်းကွာကြည့်ပါအောင်အဲ့လိုကောင်တွေကပဲလောက်နောက်ပိုင်းနော်လူလိန်တွေကအဲ့ဒါတွေပဲ ခေါ်တိုင်း3000ပြီးပါတော့ တော်တော်3000နီးပါငါတို့ပဲရှိရနော်ကျွန်တော်တို့ဘယ်သူကြံသေးရောမင်းဖုန်းထဲမှာအများကြီးပဲရှိရနော်မင်းဖုန်းထဲမှာ record တွေအများကြီးရှိတယ်အခုပါလဲဟိုင်အခု မင်းဝန်ခံစမ်းကွာမင်းဝန်ခံစမ်းမင်း manager ဆိုတဲ့အကောင့်လေးဘယ်လိုလုပ်ထားလဲမင်းဒါမင်းဖုန်းဟုတ်ကျွန်တော် manager ကကျွန်တော်နှကောင်းခေါ်တာပါပြီးကျွန်တော်လိမ့်ထားအကောင်တော့3000ကျော်နီးပါပါ ဒါမင်းဖုန်းဟုတ်တယ်နော် ဟုတ်ပါ ဒါမင်းဖုန်းမင်းနာမည်ခန့်စီသူနော် ဟုတ်ကဲ့MG ကိုခွန်လေးရှစ်တုံးတဲ့ passport ကိုင်ဆောင်ထားသူဦးတန်းစော်တော်နဲ့ဦးဝေတာ6မြို့အောင်မြေရက်ွက်အိမ်မက်တရားနဲ့ကျွန်တော်မောင်ခန့်စီလူတီစင်ကာပူအလုပ်ရမည်ဆိုတာလူပေါင်း30ကျော်စီကစင်ကာပူဒေါ်လာ3000ကျော်မြန်မာငွေသိန်းပေါင်း1000ကျော်ခန့်ကျွန်တော်လိမ့်နေယူမိထားပါသည်ဒါကြောင့်ကျွန်တော်နဲ့သက်ဆိုင်သူများအားလုံးအမြင်လို့ဖြေငါတို့ဖြေရှင်းပေးပါရဲ့တောင်းဆိုရပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ထိပါပဲခင်ဗျာเนาะအဆုံးထိ like ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများလည်းเนาะအလေးညားနေကင်းဝေးနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ